နေထွေးသာကျူလိုပါတယ်အဲ့ချိန်မှာဖုန်းတကောဝင်လာပါတယ်အခန်း302ကလာနင်ခမ်းအဖြတ်ခံနေရပြီးအမြန်လေးလာပါဒီပတ်စံရှိတဲ့ဥက္ခရာကတော့သူ့ရဲ့ပျောက်သွားနေတဲ့เนาะပျောက်ဆုံးနေတဲ့သူမိမလေးကိုအပူတပြင်းရှာဖို့စူးစမ်းနေပါတယ်အဲ့ချိန်မှာကျွန်တော်တို့ဒါသူ့ရဲ့ company ကိုသူ့ရဲ့မြေ3ယောက်က company ကိုရောက်ရှိတော့လာခဲ့ပါတယ်fire ဆင်ကိုလိုရောက်တဲ့ပုံစံမျိုးနဲ့လာခဲ့တာပါအဲ့ချိန်မှာ fire မေးပြီးတော့မင်းတို့ရဲ့ညီမပေါ့နော်ငါရဲ့မြေသတင်းအစားနာရပြီလားသတင်းရပြီလားဆိုတဲ့ပုံစံမျိုးနဲ့မေးတယ်အဲ့ချိန်မှာ3ဟောက်သလုံးကတော့လောလောဆယ်တော့ဆက်သွယ်တော့မရသေးဘူးစုံစမ်းနေတဲ့ပုံစံမျိုးနဲ့ပြောတယ် fire ကတော့ဘယ်လိုဖြစ်ဖြစ်အမီးလေးကိုတွေ့ကျင်တယ်လို့ပြောတယ်မိမလေးကတော့ဒီမှာပြဿနာလေးဖြစ်နေတယ်ဒါသူ့ရဲ့အခန်းထဲကိုဘယ်သူလဲလို့ပြီးတော့သူခန်းထဲကိုဘယ်သူလဲလို့မေးတော့ဒါကတော့သူ့ရဲ့အမလို့ပြောတယ်သူ့ရဲ့အမလို့ပြောတော့ဒီဘာကိစ္စနဲ့ပေါ့နော်ဒီအခန်းထဲကိုရောက်နေလဲလို့ပြောတယ်သူပိုင်အခန်းထဲကိုအဲ့ချိန်မှာသူပြောတာကကျွန်တော်ဒီအခန်းထဲကိုဒီမင်းသမီးရပေါ့နော်တော်ပေးမထားလို့အခန်းကို900ပေးပြီးတော့ဖြတ်ပြီးဝင်ရတယ်ပေါ့နော်ဘာလို့ဖြတ်ပြီးဝင်ရလဲဆိုတာတော့တော့မတောင်းချင်လို့ပေါ့နော်ဖြတ်ပြီးဝင်လိုက်တယ်အဲ့တော့သူ့ရဲ့အမျိုးသမီးကဒီအလှပြင်ပစ္စည်းတွေကိုကြိုက်တယ်ပေါ့နော်အဲ့ချိန်မှာဒီကအပစ္စည်းတွေကိုမထိနဲ့လို့ပြောတဲ့အချိန်မှာဒီခန်းထဲကဘာလို့ဆိုပြီးတော့မှပွဲဖြစ်နေတယ်အဲ့ချိန်မှာဒီသူတို့ရဲ့မွေးသားနဲ့မိဘ2ယောက်ကရောက်လာတယ်ရောက်လာပြီးတော့ဒီသူ့မောင်ရဲ့ဟိုပါပေါ့နော်ဒီမိမမှာကိုဝန်ရှိနေပြီအဲ့တော့သူတို့2ယောက်ကဖြစ်ချင်တာကဒီအိမ်ခန်းတွေကိုဒီအခုနေတဲ့မင်းသမီးရဲ့ပိုင်ဆိုင်မှုတွေကိုမင်္ဂလာလက်ဖွဲ့အနေနဲ့ပေးလိုက်ပေါ့နော်အဲ့လိုတောင်းတာပေါ့အဲ့ချိန်မှာကသူကတော့ဒီအိမ်ခန်းကိုမပေးနိုင်ဘူးဆိုတာနောက်ပြီးတော့ဒီဖာကြီးကဒီမိမလေးကိုမွေးစားထားတဲ့အတွက်ကြောင့်မလို့ဒီမင်္ဂလာဆောင်မှာဒီလောက်တော့ပေးတင်နေဆိုတဲ့အကြောင်းကိုရှင်းပြနေတာရှင်းပြနေရဆိုတော့ကျေးဇူးတရားတွေထောက်ထားပြီးတော့မှဒီမင်္ဂလာဆောင်မှာပေါ့နော်သူသားရဲ့မင်္ဂလာဆောင်မှာဒီတိုက်ခန်းကိုပေးပါဆိုပြီးတော့လက်ဖွဲ့ငွေပေးပါဆိုပြီးတောင်းဆိုလိုက်တယ်အဲ့တော့မင်းသမီးကကောင်းပြီလေဆိုပြီးတော့မှအခန်းတစ်ခန်းထဲကိုဝင်သွားပါတယ်အချိန်မှာတကယ်ရပြီထင်နေပြီမဲ့မင်းသမီးကထွက်လာလိုက်တဲ့အခါမှာအင်စာစီးတဲ့ဘရက်ကိုယူပြီးတော့နှင်ထုတ်လိုက်ပါတယ်နှင်ထုတ်လိုက်တဲ့အချိန်မှာကသူ့ကိုမွေးစားထားတဲ့မွေးသားမိဘတွေကသူ့ကိုပေါ့နော်ဒါမွေးထားတဲ့သမီးကဒီလိုလုပ်နေပါတယ်ဆိုပြီးတော့ line မော်တီးအောင်ဆိုပြီးတော့မှလိုက်လွှင့်လိုက်ပါတယ်သူတို့ကလည်းမပေးနိုင်ဘူးဆိုတဲ့အကြောင်းအိမ်ထဲကနေခုချက်ချင်းလည်းငင်ထွက်သွားဆိုတဲ့အကြောင်းမမြင်စင်ဘူးဆိုတဲ့အကြောင်းကိုနှင်ထုတ်ပလိုက်တယ်အဲ့ချိန်မှာ तू လိုက်လွှင့်ပြီးဆိုတဲ့ဟာကိုဘာမှပူစရာမလိုဘူးပေါ့နော်သူတို့ဒီလိုမှလိုက်လွှင့်လိုက်မယ်ဆိုဒီကိစ္စမှမလုပ်လို့မရဘူးဆိုလိုက်လွှင့်တဲ့အချိန်မှာမြင်းမလေးကိုရှားနေတဲ့ဖွားကြီးရဲ့တတယောက်ကတွေ့သွားတယ်တွေ့သွားတော့ဒီဖွားယူပြန်ပြောတယ်မြင်းမလေးတော့တွေ့ပြီးဒီမှာဒီကဟုတ်လားဆိုတော့ဒါသူမြင်းမလေးမှန်တယ်ပေါ့နော်သူမြင်းမလေးမှန်တဲ့အတွက်ကြောင့်မို့ तू ကဒီသား3ယောက်ကိုချက်ချင်းလက်ငယ်ဆင့်ခေါ်ပြီးတော့မြင်းမလေးရှိတဲ့နေရာကိုတန်းပြီးတော့မှเนาะအလုပ်ကိစ္စတွေအကုန်ဖြတ်ပြီးတော့ညီမလေးရှိတဲ့နေရာကိုသွားမယ်ပေါ့เนาะသွားမယ်ဆိုပြီးတော့အကုန်လုံးကိုဆင်ပြီးခေါ်ခိုင်းလိုက်တယ်အဲ့ချိန်မှာတတိသား3ယောက်ကလည်းညီမလေးရှိရဲ့စီကိုချက်ချင်းလက်ငင်းပဲမဆိုင်မတော့အဖွားကြီးပြောရတယ်ဆိုတော့တန်းပြီးရောက်လာခဲ့တယ်ညီမလေးကတော့ပုံမှန်တိုင်းပဲသူလှုပ်เสียရှိတဲ့အလုပ်တွေကိုသူအိမ်ကြောင်ပြကနေကိုလုပ်နေတယ်ဆိုပေမဲ့ဆိုင်မစင်းပုံမစင်းသူခုနလိုက်လွှင့်တဲ့ဟာကိုနာမည်ဖြတ်ဖို့အတွက်မွေးစားမိဘတွေကရောက်လာခဲ့တယ်သူကအရန်မကောင်းတဲ့လူပေါ့နော်အမိဘတွေကိုမတီးတတ်ဘူးမောင်တို့ဆွေမျိုးသားချင်းတွေကိုမတီးတတ်ဘူးဆိုပြီးတော့မှလူပုံလဲကိုလာပြီးတိတ်ခါချတယ်ပေါ့နော်အဲ့ချိန်မှာတတိသား3ယောက်ကလည်းကျွန်တော်ချက်ချက်လက်ငင်းရောက်လာခဲ့တယ်အဲ့လိုပေါ့နော်ဒါရောက်လာခဲ့တဲ့အချိန်မှာဒီမြင်းမလေးကိုပဲဒီ online ကနေပြီးတော့ဒီတွေ့အောင်လုပ်ပေးတဲ့အတွက်တနည်းနည်းနဲ့ရှာပေးတဲ့အတွက်ကျေးဇူးတင်တဲ့ပုံစံမျိုးနဲ့ဆိုပြီးတော့မှပြောတဲ့ချိန်မှာသူတို့လိုချင်တဲ့အိမ်ကိုပူစားနေတယ်ဒါပေမဲ့သူကတော့ဒီမိမတွေကမကောင်းဘူးဆိုတဲ့အကြောင်းတွေကိုလာပြောတယ်ပေါ့နော်လာပြောတဲ့အချိန်မှာသူတို့ကိုဒါဒီမိမတို့ဒီလေးကိုဒီကလေးမလေးကိုကူညီပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးဆက်မယ်ဆိုပြီးတော့ပြောချလိုက်ပါတယ်အဲ့ဒါကတော့ဘယ်လိုကျေးဇူးဆက်မလဲဆိုတာတကယ်ကျေးဇူးဆက်မယ်ဆင်ပြီးတော့သူတို့ကတော့ပြောသွားတယ်ဆိုပေမဲ့သူကျေးဇူးဆက်နေရတော့ကောင်းတဲ့တိတဲ့ကျေးဇူးဆက်မှာမဟုတ်ပါဘူးမိမလေးကိုတိတ်ခါလာပြီးစော်ကားတဲ့အတွက်ကြောင့်မလို့ထောင်ချမယ်လို့ပြောတာပါအဲ့တော့မမလေးအိမ်ကိုလိုက်ခဲ့ပါဆိုပြီးတော့ file ရဲ့နေရာကိုခေါ်သွားပါ